ကွင်းချုပ်ကဒုက္ခိတဖြစ်နေတဲ့နောက်လိုက်တလောက်ရဲ့ခြေတော်ပေါ်ကိုလက်တင်လိုက်တယ်ညှို့ယော်နေတဲ့ကြွက်သားတွေကချက်ချင်းဆိုသလိုပြန်လည်ပြေဖြိုးလာပြီးအည်ပြားတွေကလည်းကြက်မာတဲ့အယောင်တွေပြန်ရလာတယ်အဲ့ဒီလူရဲ့ခြေတော်တွေတုံရင်လာပြီးနောက်မှာတော့အားလုံးကအံ့ဩတကြီးကြီးနေရတဲ့သူဟာအံ့ဖွယ်နည်းနဲ့မက်တရနဲ့တွားဟဲတယ်ဒါကိုမြင်လိုက်ရတဲ့ပရိသတ်တွေဟာယူမစ်တဲ့အုံးကြွက်အော်ဟဲအားပေးကြတော့တာပေါ့အဲ့ဒီနောက်မှာတော့လူလူစင်တယောက်ရောက်လာပြီးသူ့အဝယ်စားတွေကိုချွတ်ပြလိုက်တဲ့အခါတကူလုံးမှာအမာရွတ်တွေပြပွားတယ်ကွင်းချုပ်ကအေးအေးဆေးဆေးပဲသူ့လက်ဖွားကိုဖြန့်ပြလိုက်တဲ့အခါမျက်စိတမိတ်အတွင်းမှာပဲအမာရွတ်တွေအစအနမကျန်ပျောက်ကွယ်သွားပြီးအသားရည်ကအပြစ်အနာအစာကင်းအောင်ချောမွန်သွားခဲ့တယ်ကြည့်နေတဲ့နောက်လိုက်တွေလည်းစိတ်လှုပ်ရှားလုံးလို့တောင်းတောင်းဖျားဖြစ်ကုန်ကြပြန်တယ်ဒါပေမဲ့သူ့ရဲ့တန်ကိုးတော်တွေကိုပြသပြီးတဲ့နောက်မှာတော့ကွင်းချုပ်ကသူ့ခန္ဓာကိုယ်ထဲမှာတခုခုမှားယွင်းနေပြီဆိုတာသိလိုက်ရတယ်သူကဘာမှမဖြစ်သလိုဟန်ဆောင်ပြီးလက်ရစ်ဝီချဲပေါ်ထိုင်ကစင်ပေါ်ကနေဆင်းသွားခဲ့တယ်တကယ်တော့အဲ့ဒီချိန်မှာသူဟာသပင်ဖြူဖွေးနေတဲ့အဖို့အိုတရားဖြစ်ပြောင်းလဲသွားပြီဆိုတာကိုဘယ်သူမှမသိလိုက်ကြဘူးပျောက်ဆုံးသွားတဲ့နူနေဘွားကိုပြန်ရဖို့အတွက်ကွင်းချုပ်ဟာတစ်ပင်လေးတစ်ပင်ပေါ်လက်တင်လိုက်တယ်ပွင့်လန်းနေတဲ့တစ်ပင်လေးဟာချက်ချင်းဆိုသလိုညှို့ချောက်သေးဆုံးသွားပြီးသူကတော့ညက်အနေငယ်ပြန်ငယ်သွားခဲ့တယ်သူမြန်မြန်ဆန်ဆန်ပြန်လဲနှုတ်ပြလာဖို့အတွက်သူ့ရဲ့ဆေးအဖွဲ့ကိုချက်ချင်းခေါ်လိုက်တယ်သူတို့ဟာမတော်တဆကြောင့်သေဆုံးသွားသူရဲ့အခန္ဓာကိုယ်ကိုအသုံးပြုပြီးဂွင်းချုပ်ကိုပြန်လဲကုသပေးဖို့စီစဉ်ထားကြတာပါဆရာဝန်တယောက်ကသူ့ကိုစစ်ဆေးဖို့အနားတိုးလာတဲ့အခါမှာတော့ဂွင်းချုပ်ကဆရာဝန်ရဲ့လေဘင်းကိုရုတ်တရက်ဖမ်းညစ်လိုက်တယ်စက္ကန့်ပိုင်းအတွင်းမှာပဲလူငယ်ဆရာဝန်လေးဟာအဖိုးကြီးတယောက်ဖြစ်သွားခဲ့ရတယ်ဘေးနားကလူတွေထိတ်လန့်တုန်လှုပ်နေကြပြီမဲ့ဂွင်းချုပ်ကတော့လူတယောက်ရဲ့တစ္ဆောက်အားကိုစုပ်ယူရတဲ့အရာကိုအားရပါရခန်းစားနေခဲ့တယ်။အော်ဟေတန်ဒီချားထဲမှာတင်သူဟာအနားမှာရှိသမျှလူအားလုံးရဲ့အသက်ကိုစုပ်ယူလိုက်ပြီးနှုတ်ပြိုတဲ့ရုပ်ရည်ကိုအောင်းအောင်မြင်မြင်ပြင်ရယူလိုက်နိုင်တယ်။သူ့ကိုထာဝရနှုတ်ပြိုနေသူလို့ထင်နေပေမဲ့တကယ်တော့ဂွင်းချုပ်ရဲ့အသက်ဟာ90ကျော်နေပြီ။သူ့ရဲ့စွမ်းအားတွေကမတော်တဆတစ်ခုကနေရလာတာပါ။လွန်ခဲ့တဲ့တစ်နှစ်ကလျှော့ပါဆန်းပြတဲ့လူတယောက်မမျှော်လင့်ပဲတေဆုံးသွားခဲ့တယ်။သူ့ရဲ့မိသားစုကကွယ်လွန်သူရဲ့နောက်ဆုံးဆန္ဒအတိုင်းခန္ဓာကိုယ်အစိပ်ပိုင်းအားလုံးကိုလိုအပ်နေတဲ့လူနာတွေအတွက်လူဒန်းခဲ့ကြတယ်။တကယ်တော့အဲ့ဒီတေဆုံးသွားသူဟာစွမ်းအားရှင်တယောက်ပါ။ဆရာဝန်တွေကသူ့ရဲ့အင်္ဂါစိတ်ပိုင်းတွေကိုထုတ်ယူပြီးတဲ့နောက်မှာတော့အဲ့ဒီလူရဲ့ခန္ဓာကိုယ်ဟာအရှိန်အဟုန်နဲ့ပုတ်တိုးသွားတာကိုမြင်ပြီးထိတ်လန့်သွားခဲ့ကြတယ်။ကွင်းချုပ်ဟာအဲ့ဒီလူရဲ့အင်္ဂါတစ်ခုကိုအစားထိုးကုသမှုခံယူရင်းနဲ့စွမ်းအားတွေရလာတာပါ။အင်္ဂါစိတ်ပိုင်းတွေကိုအစားထိုးရရှိထားတဲ့သူတိုင်းဟာတယောက်နဲ့တယောက်မတူညီတဲ့စွမ်းအားတွေရရှိသလိုသူတို့ရဲ့လက်ကွက်မှာလည်းအမတ်အစီပါလာတယ်။နှလုံးကိုအစားထိုးရရှိတဲ့မိန်းကလေးဆိုရင်မယုံနိုင်လောက်အောင်မြန်တဲ့အရှိန်နှုန်းကိုပိုင်ဆိုင်သွားခဲ့တယ်။တခြားစွမ်းအားရှင်တို့ရှိသေးတယ်ဆိုတာသိလိုက်ရတဲ့နောက်မှာတော့ကွင်းချုပ်ဟာသူ့ရဲ့စွမ်းအားအားလုံးကိုသူ့အတွက်ပဲတင်းပိုက်ဖို့ကိုပဲဆွဲဆွဲလန်းလန်းဖတ်သွားခဲ့တယ်။ဒါကြောင့်လဲဒီနေ့မှာသူဟာအလူရဏပွဲတစ်ခုကိုအထူးတလေကျင်းပခဲ့တယ်။အဲ့ဒီပွဲရဲ့တကယ်အီရွေချက်ကတခြားစွမ်းအားရှင်တွေကိုသူ့ရဲ့ထောင်းချောက်ထဲဆွဲသွင်းဖို့ပါမျောလင့်ထားတယ်လို့ပဲအဲ့ဒီညမှာစွမ်းအားရှင်အချို့ရောက်လာခဲ့ကြတယ်ဒါပေမဲ့သူတို့မသိတာကဂွင်းချိုးရဲ့စုပ်ယူခြင်းစွမ်းအားကအရင်တက်အစာပေါင်းများစွာပိုပြင်းထန်နေပြီဆိုတာပါသူရဲ့တစ်ချက်လေးထိတွေ့လိုက်ရုံနဲ့တင်သူတို့ရဲ့စွမ်းအားအားလုံးကိုအချောက်ထိုက်စုပ်ယူပြင်းထန်နေပြီလေ